မင်္ဂလာပါခင်ဗျာကိုသိန်း wedding training center ဘေးဆက်သင်တန်းကျောင်းမှာကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ wedding defect စီတဲ့က overlap ဒါမှမဟုတ် collab လို့ခေါ်တဲ့ဂေသားတွဲတခြင်းဂေသားနဲ့အောက်ခံတတုတာသားလည်းမဖြစ်ပဲလုံးတင်နေခြင်းထိုက်ုံသာထပ်နေခြင်းဆိုတဲ့ပြစ်ချက်တွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ် overlap ဆိုတာဂေသားနဲ့တန်သားတီးခြားစီဖြစ်နေပြီးတော့မှတွဲဆက်ခြင်းမရှိဘဲနဲ့ဂေသားတီးတန်းတန်သားတီးတန်းဖြစ်နေခြင်းကို overlap လို့ခေါ်တယ် overlap ဘာကြောင့်ဖြစ်ရလဲဆိုတော့ travel speed နေလွန်ခြင်းဂေကြောင့်အဆောင်ဒီဂရီပေါ့နော်ပထမ defect တွေလိုပဲ walk angle travel angle မမှန်ခြင်းဂေကြောင့်ကတမတ်အရွယ်အစားမဟုတ်ဘဲနဲ့ဂေကြောင့်အရွယ်အစားကြီးမားနေခြင်းနောက်ဆုံးတစ်ချက်က ampere များလွန်းခြင်းအဲ့လို ampere များတဲ့အတွက်ကြောင့်မို့လို့တန်ရည်တွေပျော်မှုများတယ်များပြီးတော့မှ overlap ဖြစ်ကြပါတယ် overlap ဖြစ်ပေါ်ဖို့ကာကွယ်ဖို့အတွက်ဝင်စော်တဲ့နှုံးတွေအရန်နှင်းနေလို့ရှိရင် overlap ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်ဝင်စော်တဲ့နှုံး travel speed တိုင်းဝင်စော်ပေးဖို့လိုပါတယ်နောက်တစ်ခုelectrode ရဲ့walk angle travel angle တွေကိုတမန်ပုံစံတိုင်းစော်ဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ဂရေစော်တဲ့အခါမှာဂရေစော်တဲ့တန်များနဲ့ဂရေစော်တဲ့နေရာမှာသုံးတဲ့ဂရေချောင်းတို့ကိုတင်းတော်တဲ့ဂရေချောင်းကိုရွေးချယ်ပြီးမှသုံးဆွဲတတ်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကိုရွေးချယ်လိုက်တဲ့ဂရေချောင်းဆိုင်တန်ပြားပေါ်မှာမူတည်ပြီးတော့မှ ampere ဆိုတဲ့မီအားကိုချိန်ညှိပြီးတော့မှစော်တက်ဖို့အရေးကြီးပါတယ်ဒါမှသာလေ overlap မဖြစ်ဖို့များပါတယ်ကျွန်တော်တို့ Good Thing Training Center မှာတော့ stick wedding လို့ခေါ်တဲ့ SMA review ရယ် CO2 wedding လို့ခေါ်တဲ့ FCA review GMA review ဆိုတဲ့ wedding အမျိုးအစားတွေကို position အနေနဲ့ 1F 2F 3F 4F 1G 2G 3G 4G 5G 6G 6GR စသဖြင့် position အားလုံးကိုကျွမ်းကျင်အောင်သင်ကြားပေးနေပါတယ်သင်ကြားပေးတဲ့အခါမှာလည်းအခြေခံနဲ့စပြီးတော့မှကျွမ်းကျင်မှုရှိသည့်အထိစနစ်တကျစာတွေလက်တွေသင်ကြားပေးနေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ